Okay ဒီဗီဒီယိုမှာဆိုရင်တော့စာတန်းထိုးညီမတချင်းတွေကိုကပ်ကပ်နဲ့အတစ်လုပ်တဲ့နည်းလမ်းလေးကိုပြောပြပေးမယ်ဒီလိုမျိုးတချင်းတွေကို live list ထိုးတဲ့ပုံစံကို TikTok မှာတချင်းတင်တဲ့အကောင့်တစ်ခုကနေကျွန်တော်ရှာတွေ့ခဲ့တာပါ Okay ပထမဆုံးအဆင့်အနေနဲ့ဒီဗီဒီယိုရဲ့ရုပ်ကိုမယူဘူးအတန်ကိုထုတ်မယ်အဲ့ဒီဗီဒီယိုလေးကိုထောက်ပြီးသွားတာနဲ့အောက်မှာ extract audio ဆိုတဲ့ tools လေးကိုနှိပ်ပါမယ်ဒါဆိုရင်တော့ဗီဒီယိုတွေကအတန်ဖိုင်ကတက်တက်အတန်ဖိုင်လေးကတခုအနေနဲ့ထွက်လာပါမယ်ပြီးတော့ဗီဒီယိုရဲ့ရုပ်ကိုကျွန်တော်မယူ black screen ပြောင်းထားလိုက်မယ်အဲ့ဒီ layout ထောက် replace ကိုနှိပ်ပြီးကျွန်တော်တို့ဒါ library တွေကဒါ black screen ပေါ့နော်အမဲရောင် background ပုံတစ်ပုံထည့်လိုက်ပါမယ်အတန်ထုတ်တာကနောက်တစ်နည်းရှိသေးတယ်ဒီ audio တွေက extract ထဲမှာကို download ဆွဲထားတဲ့ video ကိုကျွန်တော်တို့ extract ထုတ်လို့ရပါတယ်ဒါဆိုတော့အတန် file layer တစ်ခုထပ်ထွက်လာပါမယ်ကြိုက်တဲ့နည်းနဲ့ထုတ်လို့ရပါတယ်ပထမတစ်ဆင့်အတန်ထုတ်ပြီးသွားပြီဆိုတာနဲ့နောက်ထပ်တစ်ဆင့်ကဗီဒီယိုတွေကအတိုင်းစာတန်းထိုးတဲ့နောက်ခံရဲ့ background ပုံစံကိုဖန်တီးမယ်အဲ့တော့ overlay တွေကကျွန်တော်တို့ add overlay ကိုနှိပ်မယ်ပြီးတောက်က library တွေကအမဲရောင် screen ကိုပဲကျွန်တော်တို့ထပ်ပြီးတော့ထည့်လိုက်ပါမယ်ပြီးရင်အဲ့ဒီအမဲရောင် photo layer လေးကိုနေရာချမယ်တောက်ကဒီ rotate ဟာလေးကိုကျွန်တော်တို့နှိပ်ပြီးတော့လဲလို့ရပါတယ်ပြီးရင်ကျွန်တော်အကြီးအသေးကိုလည်းဒီတောက်ကဟာလေးကိုကင်ပြီးတော့ပဲအကြီးအသေးလုပ်လို့ရတယ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီအောက်နာက SPLIC splice ကိုနှိပ်ပြီးတော့ opacity ကို short ချမယ်ဒါမှသူကအယောင်လေးဖြော့လေးဖြစ်ပြီးအနောက်က background မှာမြင်ရပါမယ်ပြီးရင်ကျွန်တော်တို့ဒီအမဲရောင် screen မှာမလိုတဲ့အပိုင်းတွေဖြတ်ထုတ်မယ်အဲ့ဒီ layout ထောက်ပြီးတောက်ဆုံးက mask ဆိုတဲ့ tool တွေကိုဝင်လိုက်မယ်အဲ့ဒီ mask tool ထဲမှာကျွန်တော်တို့လက်ရှိလုံးမဲ့ပုံစံနဲ့အဆင်ပြေဆုံးကတော့ rectangle tool အဲ့ဒီ rectangle tool ကိုရွေးလိုက်မယ်ပြီးပြီဆိုတော့ကျွန်တော်တို့လိုတလောက်ကိုပဲကျွန်တော်တို့ဒီအများလေးကိုအချင်းအကျယ်လုပ်ပါမယ်Okay ကျွန်တော်လိုတလောက်ရှာသွားပြီကျန်တဲ့ဟာတွေမရှိတော့ဘူးပြီးရင်အဲ့ဒီ rectangle tool တွေကိုထပ်ဝင်မယ်ပြီးကျွန်တော်တောက်က round corner ဆိုတာလေးကိုနှိပ်မယ်အဲ့ဒီကောင်လေးကိုတင်လိုက်မယ်ဆိုကျွန်တော်တောက်ကအချုံလေးတွေကအဝိုင်းဝိုင်းလေးဖြစ်ပြီးတော့တောက်အတုံးလေးတွေဖြစ်သွားတယ် Okay ပြီးသွားပြီเนาะဒါတစ်ဆင့် background တစ်ဆင့်ပြီးသွားပြီပြီးရင်အဲ့ဒီ background အမဲ layer ကိုကျွန်တော်လိုတလောက်ချင်မယ်အဲ့ဒီ layer လေးကိုထောက်ပြီးတော့တောက်ကဒီအချောင်းလေးကိုဘယ်နဲ့ညာကိုဆွဲချဲလိုက်လိုတလောက်ဆွဲချဲလိုက်ပြီเนาะပြီးတော့ပြီကျွန်တော်အဲ့ဒီကောင်ကျွန်တော် duplicate လုပ်မယ်အဲ့ဒီ layer ကိုတစ်ချက်ထောက်မယ်ပြီးရင်ဒီအောက်က tools ထဲမှာ duplicate ဆိုတဲ့ tools လေးကိုနှိပ်လိုက်ဒါဆိုတော့ဒီ layer လေးကနောက်တစ်ခုပွားသွားမယ်ဒါပေမဲ့ဘယ်ဘက်ကိုညာဘက်အချမ်းရောက်သွားတယ်ပေါ့နော်အဲ့ဒီညာဘက်ကနေကျွန်တော်အောက်ကိုဆွဲချပြီးရင်သူ့ရဲ့အပေါ်က layer နဲ့တစ်ထက်တည်းကြောင်လှုပ်လိုက် Okay ဒီအမဲ layer ကိုကျွန်တော်တို့ကယူမှာမဟုတ်ဘူးအဲ့တော့ဒီအမဲ layer ကိုကျွန်တော်တို့က replace လုပ်မှာအောက်က replace ကိုနှိပ်မယ်ပြီးရင် library ရဲ့ကကျွန်တော်တို့အဖြူရောင် screen ကိုရွေးချယ်ပါမယ်သူ့ရဲ့ဆန့်ကျင်ဘက်ပေါ့နော်အဖြူရောင် screen ကိုရွေးချယ်လိုက်မယ်ဒါဆိုတော့ကျွန်တော်တို့အခုနအတိုင်းဘာမှလုပ်ရမလို့ပဲနဲ့အမဲ screen အတိုင်းကွက်တိအကုန်လုံးလုပ်ပြီးတာဖြစ်သွားမယ်ပြီးကျွန်တော်အမဲ screen နဲ့အဖြူ screen ကိုကျွန်တော်တို့ကကွက်တိကြောင်အရင်ထက် Okay ကျွန်တော်မြင်တာအောင်ဒီအမဲ screen နဲ့အဖြူ screen လေးအောင်တနေရာကိုရွှေ့လိုက်ဒီဘက်အပေါ်နားလေးထားလိုက်ဒါဆိုရင်အမဲ screen ဒါဆိုရင်အဖြူ screen အခုကျွန်တော်တို့ video တွေက background layer အတိုင်းလုပ်မယ်ဆိုရင်တော့အမဲ screen ကအပေါ်မှာရှိရမယ်အဖြူ screen ကအောက်မှာရှိရမယ်အခုလောလောဆယ်ကကျွန်တော်အဖြူ screen ကအပေါ်မှာရှိပြီးတော့အမဲ screen ကအောက်မှာဖြစ်နေ Okay ဒါပေမဲ့ကျွန်တော်လောလောဆယ်နေရာချထားလိုက်မယ်အဖြူ screen ကိုကျွန်တော်တို့နည်းနည်းကြီးလိုက်မယ်ပြီးအမဲ screen ကိုကျွန်တော်တို့ကပေးလိုက်ပြီးကျွန်တော်တို့အောက်က layer tools ကိုတွားပါမယ်အဖြူ layer လေးကိုနှိပ်ပြီးအောက်က layer tools ကိုနှိပ်ပြီးကျွန်တော်တို့ကဒီအဖြူ screen ကအပေါ်ရောက်နေအမဲ screen ကိုအပေါ်ရွှေ့လိုက်ပါမယ်ဒါဘယ်ဘက်ဆိုရင်ဘယ်ဘက်ရွှေ့လိုက်တာအပေါ်ရောက်သွားပြီ Okay ဒါဆိုတော့အမဲ screen ကအထဲထဲကိုရောက်သွားပါပြီအပေါ်ရင်အလွာဖြစ်သွားပြီးတော့အထဲထဲကိုရောက်သွားပြီဒါဆိုတော့ကျွန်တော်ဒီလေးတောက်လေးက slope အဖြူရောင် slope လေးပတ်ထားတဲ့ပုံစံဖြစ်သွားပါပြီဒါဆိုတော့တစ်ဆင့်ပြီးသွားပြီပြီးရင်ဗီဒီယိုတွေကအတန်းဒီစာတန်းတွေကိုကျွန်တော်တို့ highlight လုပ်တဲ့အတန်းလေးကိုထပ်လုပ်မယ်အဲ့တော့ဒီအဖြူရောင် layer လေးကိုထောက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ထုံးစံတိုင်းဒီကောင်ကို duplicate နှိပ်လိုက်မယ်ဒါဆိုတော့ဒီအဖြူ layer လေးကညာဘက်မှာပေါ်လာပြီအဲ့ဒီကောင်အောက်ဆုံးကိုဆွဲချပြီးရင်ကျွန်တော်တို့ဒီအဖြူမဲ layer နဲ့တစ်ထက်တည်းကြောင်လုပ်မယ်ပြီးအဲ့ဒီအဖြူ layer ကိုကျွန်တော်တို့ကလိုတလောက်ပဲ crop လုပ်ပါမယ်အဲ့တော့ဒီအဖြူ layer ကိုထောက်လိုက်မယ်ပြီးတော့ကျွန်တော်နောက်ဆုံးက mask mask ကိုပြန်ပြီးတော့သုံးပါမယ်အဲ့ mask ကိုကျွန်တော်တို့ကဒီတစ်ခါမှာတော့ mirror tools ကိုအသုံးပြုလိုက်မယ်သူက down လိုက်ကြီးဖြစ်နေတော့ကျွန်တော် rotate လုပ်လိုက်မယ်ပြီးကျွန်တော်လိုတလောက်ကိုပဲကျွန်တော်ချုပ်လိုက်ပါမယ်ဒါဆိုရင်တော့အခုနောက်ကဗီဒီယိုအတိုင်းကိုကျွန်တော်တို့ဒီစာတန်းတွေကို highlight လုပ်တဲ့ line ကြောင်းတွေရပါပြီပြီးရင်အဲ့ဒီ line ကြောင်းတွေကိုကျွန်တော်တို့ဒီသူ့ရဲ့နေရာအမှန်ကိုကျွန်တော်တို့နေရာချပေးလိုက်မယ် Okay ဗီဒီယိုတွေကအတိုင်းကျွန်တော်တို့စာတန်းထိုးအတွက် background တစ်ခုဖန်တီးပြီးပါပြီဒါပေမဲ့ဒီနောက်ကကျွန်တော်တို့ background ကြီးကမျက်စိရှုပ်တယ်အဲ့တော့ခဏလေးကျွန်တော်တို့ replace လုပ်ထားမယ်ဒါအမဲရောင် screen layer တစ်ခုကျွန်တော် replace ချိန်ထားလိုက်မယ်ဒါမှလည်းကျွန်တော် background နဲ့
background ကိုတည်တည်ချာချာမြင်ရမယ်နော်အဲ့ဒါမှကျွန်တော်တို့စာရိုက်လို့ရမယ် okay ဒီနေရာလေးကိုကျွန်တော်တို့ကနည်းနည်းသူ့နေရာကိုနေရာချလိုက်မယ်နော်အဲ့တော့ကျွန်တော် layer လေးတွေကိုပြန်ပြီးတော့သူ့နေရာနဲ့သူနေရာပြန်ချပါမယ် okay ကျွန်တော်တို့ light တချင်းစာတန်းထိုးအတွက် background ဖန်တီးပြီးဆိုရင်ကျွန်တော်တို့စပြီးတော့ light တချင်းစာတန်းတွေစပြီးတော့ text စာရိုက်လို့ပါမယ်အဲ့တော့ကျွန်တော် text file တစ်ခုဖန်တီးပြီးတော့စာရိုက်မယ်အခုကျွန်တော်တို့စာရိုက်မယ်ဆိုတော့ကျွန်တော်တို့က virtual keyboard ကမြန်မာစာ keyboard ကိုပဲတုံးမယ်ဒါပေမဲ့ဒီ virtual keyboard ကမြန်မာစာ keyboard ကမှန်မှာမဟုတ်ပါဘူးကျွန်တော်မြန်မာစာမှန်အောင်ကျွန်တော်တို့မြန်မာစာမှန်မဲ့ font ကိုရွေးချယ်ရပါမယ်ဒီမြန်မာစာမှန်အောင်လုပ်တဲ့နည်း tutorial ကိုလည်းကျွန်တော်ရဲ့အကောင့်မှာတင်ပေးထားပါတယ် okay ကျွန်တော်တို့ဒါမြန်မာစာမှန်တဲ့ font ကိုကျွန်တော်ရွေးပြသွားပြီဆိုရင်အခုကျွန်တော်ကအစအဆုံးရိုက်တာမလုပ်တော့ဘူးကျွန်တော်ရဲ့ notepad ထဲကဒီစာတန်းထိုးကျွန်တော်စာရိုက်ပြီးသားဟာကိုပဲ copy ကူးချလိုက်မယ်ပြီးရင်ကျွန်တော်တို့ CapCut ကိုပြန်သွားမယ်အဲ့ဒီပြီးရင်ကျွန်တော်တို့အခုန touch file မှာကျွန်တော်တို့အခုနကူးလာတဲ့ဟာတွေကိုကျွန်တော်အကုန်လုံး select all နေပြီးတော့အကုန် paste လုပ်ချလိုက်ဒါဆိုတော့ကျွန်တော်တို့အစအဆုံးရိုက်ရှာလို့တော့ဒါပေမဲ့တစ်ခုရှိတာအခုကျွန်တော်တို့ကူးထားတဲ့စာတွေက arrangement ကအလယ်ကနေတွားတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဘယ်ဘက်တောက်ကိုတွားမယ်အဲ့တော့ဒီ text ရဲ့ style ထဲမှာကျွန်တော် spacing ဆိုတဲ့ tab ထဲကိုတွားမယ်ပြီးရင်ဒီဘက်တောက်ကဘယ်ဘက် align ကိုပြောင်းလိုက်ပါမယ်ဒါကြောင့်စာတွေကဘယ်ဘက် align ကိုရောက်သွားမယ်ပြီးပြီဆိုတော့ဒီစာ file လေးကို text file လေးကိုကျွန်တော်တို့တူနေရာနဲ့တူနေရာအမှန်ချလိုက်မယ်နေရာချပြသွားပြီဆိုရင် layer ကိုလည်းကျွန်တော်လိုတလောက်ကိုဆွဲချဲ့မယ်ကျွန်တော်ဗီဒီယိုအစအဆုံးဆွဲချဲ့လိုက်မယ်ပြီးတော့ပြီဆိုတော့ဒီကောင်ကိုစပြီးတော့ကျွန်တော် key frame စပြီးတတ်မှတ်တော့ပါမယ်စာလေးကိုရွေးချောင်းအောင်လုပ်ပါမယ် okay ဒါအခုလောလောဆယ်မှာတော့စာတော့မလောက်ချသေးဘူးအဲ့တော့ကျွန်တော်စာသားတွေကိုကျွန်တော်အောက်ကနေပြီးတော့အပေါ်တက်အောင် key frame လုပ်မယ်အဲ့ဒီ layer ကိုထောက်မယ်ပြီး key frame တတ်မှတ်တယ် start point တတ်မှတ်မယ်ပြီးကျွန်တော်တို့ end point ကိုကျွန်တော်တို့ start point ကိုကျွန်တော်တို့လိုတဲ့နေရာကိုအရင်ထားလိုက်နော်ထားပြီးသွားပြီဆိုတော့ကျွန်တော် start point တည်ကြသွားပြီဆိုရင်နောက်ထပ်အရှိနည်းနည်းတိုး end point ကိုကျွန်တော်တို့အပေါ်ကိုရွေ့နေတဲ့ပုံစံလေး key frame ပြန်တက်မှတ်လိုက်ဒါဆိုတော့စာလေးကကျွန်တော်အောက်ကနေပုံတက်နေတဲ့ပုံစံဖြစ်သွားပြီဒါပေမဲ့ तू ကရွေ့ရှားတဲ့ပုံစံ constant ပုံမှန်တိုင်းဖြစ်နေကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော် graph တုံးမယ်အလဲကြားထဲမှာကျွန်တော် graph ကိုတုံးမယ် graph ကကျွန်တော် cubic အောက်ကိုတုံးတယ်cubic အောက်တုံးတယ်ဒါကြောင့်ဘုံဆိုပြီးတော့အမြန်တက်သွားတဲ့ပုံစံလေးဖြစ်သွားတယ်အဲ့ဒါလေးကပိုမိုက်တယ်အဲ့ဒီအတိုင်းလေးကိုကျွန်တော်နောက်ထပ်စာသားတွေကိုလည်းအဲ့ဒီတိုင်းကျွန်တော် start point end point နဲ့ကျွန်တော်တို့ကအောက်ကနေအပေါ်စာတွေကိုရွေ့ရှာအောင် key frame တွေတက်မှတ်ပေးလိုက်ပါမယ်အခုစာသားတွေကစာကြောင်းတွေကအများကြီးရှိတယ်နော်အဲ့ဒီတိုင်းကိုကျွန်တော်တို့ကတချင်းလေးရဲ့အတန်လေးကိုနားထောင်လိုက် key frame ကိုဘယ်နားမှာရွှေ့ရမယ်ဆိုတာကိုကျွန်တော်တို့ကိုယ်တိုင်စစ်ဆေးပြီးတော့ key frame တွေအကုန်လုံးအစအဆုံးတတ်မှတ်လိုက်ပါမယ် okay key frame တွေအကုန်ချလုပ်ပြီးပါပြီ touch file ကကျွန်တော်တို့ကဒီ၄တောက်အကွက်ထဲမှာပဲရှိနေရမယ်အခုကကျွန်တော်၄တောက်အကွက်ထဲမှာမရှိဘူးဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ဒီအနောက်က background ကိုတစ်ချက်ဖြောက်လိုက်မယ်ဒီ touch file ၄ရောက်ကိုပဲကျွန်တော်တို့အရင်ဆုံးဗီဒီယိုတစ်ပုတ်ထုတ်လိုက်ပါမယ်ဘာကြောင့်ထုတ်တယ်ဆိုတော့ကျွန်တော်နောက်အပိုင်းမှာဆက်ပြီးတော့ပြောပြမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ touch file ၄ရာကကျွန်တော်တို့လိုတဲ့လောက်ကိုကျွန်တော်တို့ကကွက်ပြီးတော့ပြလို့မရဘူးဒီမှာ touch file ကိုထောက်လိုက်ဒီမှာပေးထားတဲ့ပေးထားတဲ့ tool set မှာကျွန်တော်လိုတဲ့လောက်ကိုကွက်ပြီးတော့ပြရတယ် mask mask ဆိုတဲ့ tool မပါဘူးအဲ့တော့ဒီ mask mask tool ကကျွန်တော် photo တို့မဟုတ် video layer ဖြစ်မှလာတုံးလို့ရတယ်အခု touch file ဆိုရင်မရဘူးဒါကြောင့်မို့ဒီ touch file ကိုကျွန်တော်က video layer ဖြစ်ပြောင်းလိုက်တာဖြစ်ပါတယ် okay ကျွန်တော်တို့အခုန touch file ကိုဖျောက်ပြသွားပြီဆိုရင်ဒီ touch file နေရာမှာအခုနကကျွန်တော်တို့ export ထုတ်ထားတဲ့ lightless video လေးကို overlay အနေနဲ့ထည့်လိုက်ပါမယ်ဒီမှာဒီစာသားလေးပေါ့နော်ဒီ file လေးကိုကျွန်တော်တို့ထည့်လိုက်မယ်ပြီးရင်ဒီအောက်စာသား layer လေးကိုကျွန်တော်တို့ဒီ background နဲ့တစ်ထည့်သေးကြောင်းလုပ်ပါမယ်အခုကျွန်တော် video layer ထုတ်တာဖြစ်တဲ့အတွက်ဒီစာသားအပြင်အနောက်ကအမဲရောင်စကွန်ကြီးပါပုံနေအဲ့ဒါကိုဖျောက်မယ်အောက်ကကျွန်တော် splice ကိုတုံးပြီးတော့ filter ကိုနှိပ်လိုက်မယ်ဒါဆိုတော့အမဲရောင် screen အကုန်လုံးပျောက်သွားပြီးတော့စာသားပဲကျန်တော့ပြီးရင်ကျွန်တော်စာသားကိုနေရာချမယ်စာသားကကျွန်တော်ဗီဒီယိုထုတ်ကြတဲ့အတိအကုန်လုံးနေရာချပေးတာဖြစ်တဲ့အတွက်ဒီ၄တောက်အကွက်ကိုကျွန်တော်တို့ကဒီပုံမှန်အတိုင်းလေးပဲအပြည့်ယူပေးလိုက်မယ်ဒါဆိုတော့သူ့အနေနဲ့သူနေရာချပေးတာဖြစ်သွားတယ်ဒီမိုဆက်တွေ့ကြတဲ့မှာသူထွက်ပြီးပြေးတာသွားချစ်ဆုံးနဲ့ကိုလွဲခဲ့ပြီလေကတ်တီးလေးပါကွာအခုဆိုတော့ဒီမှာစာသားတွေကအပေါ်တော့တက်တယ်ဒါပေမဲ့ဒီကြံတဲ့စာတွေကဒီဘောင်းအပြင်ကိုထွက်သွားတယ်အဲ့ဒီဘောင်းအပြင်ထွက်နေတာတွေကိုကျွန်တော်တို့ကဖျောက်ချင်တာဖြစ်တယ်ဒီတချင်းစာသားလေးကိုထောက်မယ်ပြီးကျွန်တော်တို့ဒီအောက်က tools ကိုညာဘက်အစွန်းကိုဆွဲလိုက်မယ်ဒါဆိုတော့ကျွန်တော်တို့တုံးချင်တဲ့ mask mask ဆိုတဲ့ tool ကိုတုံးလို့ရပြီအဲ့ဒီ mask ကိုရွေးပြီးတော့ကျွန်တော်တို့မလိုတဲ့အပိုင်းကိုဖျောက်ထားမယ်လိုတဲ့အပိုင်းကိုပဲပြမယ်ဒီ mirror tools ကိုပဲတုံးလိုက်မယ်ဒီ mirror shape ကိုတုံးလိုက်မယ်ဒါဆိုတော့ကျွန်တော်တို့
လိုတဲ့အပိုင်းကိုပဲပြပြီးတော့အလဲချမ်းကကျတော့လိုတဲ့အပိုင်းကိုချပြတယ်ဒီအပေါ်နဲ့အောက်ကကျတော့မလိုတဲ့အပိုင်းကိုပြတယ်ဒါဆိုတော့ကျွန်တော်တို့ဒီဟာလေးကိုကျွန်တော်တို့လိုတလို့ဒါအချင်းကျဲလောက်လိုက်ပါမယ်ဒါဆိုတော့ဒီစာသားတွေကကျွန်တော်တို့အပေါ်နဲ့အောက်မှာပြပြီးတော့အလဲမှာပဲပုံနေမယ်โอเคနောက်ဆုံးတစ်ဆင့်ကကျွန်တော်တို့အမဲရောင်ထားခဲ့တဲ့ layer ကိုကျွန်တော်တို့က replace ပြန်လုပ်ပါမယ် replace ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဓာတ်ပုံတစ်ခုထည့်မယ်ကျွန်တော်ကတော့ဒီမှာကျွန်တော် download ဆွဲထားတဲ့ဒီပုံလေးကိုထည့်မယ်ပြီးရင်ကျွန်တော်တို့ပုံအကြီးကြီးကိုလိုတလို့ချိန်ကြီးလိုက်မယ်โอเคဒါဆိုတော့ကျွန်တော်တို့စာလေးလည်းရေးပြီးသွားပြီနောက်ခံပုံလေးလည်းထည့်ပြီးသွားပြီဆိုတော့ perfect မင်းနဲ့တို့တန်ကြတဲ့ဖက်ကြီးတွေ့လာသမျှတန်ရတဲ့ထက်ကြီးပေးတာတို့အိမ်မက်တွေဖြတ်စီးပြစ်တာလားနာကဲဘူရောကောင်မြရွာပြီးထားခဲ့ရတဲ့နောက်ညာနဲ့မနဲ့ပြောက်ပန်းခတ်တာတွေဖူလို့ပွင့်မို့ချောင်းလွမ်းလို့ โอเคနောက်ဗီဒီယိုမှာဆိုတော့နောက်ထပ်ပုံစံဒီဇိုင်းနေနဲ့စာတန်းထိုးဗီဒီယိုလုပ်တဲ့နည်းလမ်းလေးကိုပြောပြပေးပါမယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုတော့ comment မှာ upload မှန်းခဲ့ပေးပါခင်ဗျ